ရှက်စရာကောင်းလိုက်တာမေရဲ့ဒီကိစ္စလုံးဝသဘောမတူဘူးအမလေးကြီးကြီးကျယ်ကျယ်နဲ့ဘာရှက်စရာကောင်းအောင်မှာတပင်လဲမှုတပင်ထူလဲမှာတပင်လဲမှုတပင်ထူလဲဆိုပေမဲ့အဖေဆုံးတာတနေ့ကျော်လို့ရှိသေးတယ်လေအားကိုရှာတယ်လို့ဆိုအောင်လေတမတို့အဲ့လောက်ချင်းနေမမေပြီးတော့တော်တော်အားကိုချင်ကြပေါ့နေမစောပါဘူးခါမအေးကကောင်းမှထင်လို့စီစဉ်နေဟာဟုတ်ပါတယ်အမေကအမေကောင်းဖို့တဲ့တမီးနဲ့ပတ်ဝန်းကျင်လုံးဝခွင့်မဆိုင်ဆိုတမီးကြီးရဲ့အဲ့နေလူကြီးတို့ဆော်ကားလိုက်လားငါပြညို့အဲ့လိုမလုပ်ပါနဲ့ကွာဟိုဒီကိစ္စဆိုတာအဲ့လိုစိတ်လက်မှန်မှာဖြည့်ရှင်းလို့မရဘူးတမီလေးရှင်ကျမတို့တမီးလို့မခေါ်နဲ့အဲ့ဆိုရင်ဦးကဘလို့ခေါ်ရမှာလဲတမီးလို့လည်းမခေါ်နဲ့ကျမဖေပေးထားတဲ့တော်တာဆိုတဲ့နာမည်ကိုလည်းမခေါ်နဲ့ကောင်းပါပြီခလေးဦးကခလေးမတော်နေရပါဘယ်တော့မှစိတ်ဆင်းအောင်မလုပ်ပါဘူးဂတိပေးပါပြီးတော့ခလေးမတော်သားမီးရဦးတတလုံးဆောက်ရှောက်သွားပါမယ်ဂတိပေးပါခလေးပါလိုပါဘူးကျမလည်းခလေးမဟုတ်လို့ကျမအမေလည်းအသက်40ကျော်နေပြီရှေ့ဆောက်ရှက်ဆရာမလို့နင်းကနေလိုမလို့နင်းထင်းလို့ထင်းငါမအေးငါစီစဉ်အောင်နေနာခံရမယ်ရပါတယ်အမေကအမေပဲဒါပေမဲ့ပထမတော့အဖေမတော်နိုင်ဘူးပြီးတော့အဖေလည်းမခေါ်နိုင်ဘူးတမီးရှင်ကျမတို့တမီးလို့မခေါ်နဲ့အော်မေ့သွားလို့ပါမေ့လို့မရတဲ့ငင်းချစ်ဟောင်းမှုဇွတ်အတင်းလက်ထက်မဲ့ဆိုရင်ညီမလေးမှားနေတယ်အော်အကိုကြီးရဲ့ညီမလေးကိုရုံရုံကြည်ကြည်နဲ့နားလည်ပေးပါအေးကိုကြီးကလက်ခံပေးတယ်ညီမလေးရဲ့တမီးလက်မခံတဲ့ဒီကိစ္စကိုအကြောင်းပြချက်ခိုင်ခိုင်လုံးလေးရှိတယ်ဒီတော့တင်လို့ကိုကြီးထင်ညီမလေးလည်းဒီကိစ္စတွေဘယ်သူ့ဘုံမှာဘတော်မှဖွင့်ပြောဘူးစိတ်ဆုံးပြတ်ထားတယ်ကိုကောင်းရလေဒီအကြောင်းရတယ်သူ့ဘုံမှာမပြောပါနဲ့လို့မြစ်တာရက်ခံထားတယ်ကိုဝိုင်းနဲ့ညီမငေးစားနေဆိုကိုသိတယ်မလားအေးသိတယ်ကိုကောင်းနဲ့ညီမတို့ကိုပြေဖို့စီစဉ်တာလေကိုသိတယ်နော်အဲ့ဒီလိုကိုကောင်းနဲ့ညီမဖိုးရလိုက်ဖို့စီစဉ်နေတဲ့ဆဲဆဲမှာဖေတို့မေတို့ကိုကြီးတို့ကအခုကလေးဖေကိုစော်နဲ့အတင်းအကျပ်လက်ထပ်ပေးခဲ့ကြတာလေအေးလေအဲ့ဒါမိဘကောင်းစေခြင်းလို့စီစဉ်ပေးခဲ့ရမရပါနဲ့ခုတည်းအပြစ်မြင်နေရအဲ့လိုလည်းမဟုတ်ပါဘူးကိုကြီးရဲ့ကိုကောင်းရင်နဲ့ညီမတို့ရဲ့အကြောင်းကဒီကိစ္စကနေစပြီးပြောရမှာမဟုတ်လို့ပါဒီလိုကိုကြီးရဲ့